Hello အရင်ဗီဒီယိုလေးမှာဒီချက်က A နဲ့ N လေးကိုဘယ်လိုခွဲခြားပြီးတော့ထည့်ရလဲဆိုတာကိုပြောပြပြီးသွားပြီเนาะဒါဆိုဒီဘက်မှာလည်း school things နဲ့ပတ်သက်တဲ့ exercise လေးတွေကိုထပ်ပြီးတော့လုပ်ကြည့်ရအောင်ဒီနံပါတ် 4 မှာသူကပြောထားတယ် right ရေးပါတဲ့เนาะဒီမှာအဖြေလေးတွေကိုရေးခိုင်းတာ remember A တော့ N A နဲ့ N ရဲ့အသုံးလေးကိုလည်းတတိယပါအောင်တဲ့เนาะအဲ့တော့သူက box ကလေးတွေမှာ box ကလေးတွေမှာသူကပစ္စည်းလေးတွေ things လေးတွေပေးထားတယ်เนาะကျတော့အရင်ဆုံးကြည့်မယ်မှာ train T R A I N train plane P L A N E plane ball B A L L ball umbrella U M B R E L L A umbrella cat C A T cat elephant E L E P H A N T elephant okay အဲဆိုရင်သူကဒီမှာအပိုင်းစာလေးတွေကိုပဲပေးထားတာเนาะအပိုင်းစာလေးတွေကိုပေးထားရဲ့ခြေဘက်မှာအဖြေမှာတော့သူကအကုန်လုံးပြပေးထားပါတယ်เนาะအဲနံပါတ် 1 က what's this ဒီမှာဒါပါလေလို့မေးထားတာဒီမှာခြေတို့ကအပိုင်းစာလေးကိုပြထားတယ်ဒီမှာဘောလုံးရဲ့အပိုင်းစာလေးဖြစ်တဲ့ကြောင့်မလို့ it's a ball okay ခြေတို့ဒီဟာလေးကို ball လို့မဖြေခင် ball ကတော့ဒီမှာကြည့်ဖြေလို့ရတယ်မဖြေခင် A တွေ N တွေကိုအရင်စဉ်းစားမယ်เนาะ ball မှာဆိုရင် initial word is big so we use A the answer is it's a ball okay အဲဒါကျတော့က ball ကိုရေးပြီးဆိုတော့သူ့ကိုဒီမှာခဏကြည့်ထားလိုက်မယ်เนาะ number 2 what's this ဒီမှာအပိုင်းစာလေးပေးထားတယ်ဒီမှာဒီဘက်မှာတော့မီးရထားလေးပြထားတယ်ဒါဆိုရင်ကျတော့က train it's a train okay A တို့ N တို့ကိုကြည့်မယ် T R A I N train မှာဆိုရင် initial word is T so we use A okay it's a train T R A I N train what's the is a train okay number 3 what's this ဘယ်လိုမေးမှာလဲဒါပါလဲဆိုဘယ်လိုမေးမှာလဲ what's this okay ဒီမှာဒီဘက်ကိုကြည့်လိုက်တော့ T လေးတွေ့တယ်အဲဒါကျတော့က train ကမေးပြီးဖြေပြီးသွားပြီဆိုတော့ချက်ထားလိုက်မယ်နော် tick လုပ်လိုက်ပြီချက်လိုက်ပြီပေါ့နော်နောက်တစ်ခုက umbrella T လေးက umbrella လေးအဲဆိုရင်ကျတော့ initial word is U ဆိုရင်ခုနက A E I O U နော် A E I O U ဒီငါးလုံးထဲမှာပါလာလို့ကြည့်ကြည့်ပါဦးဒီငါးလုံးထဲမှာပါတယ်เนาะဒီမှာ U လေးပါတယ်အဲဆို zero we use N okay is an umbrella U M B R E L L A okay next one 4 what's the value ကနော် initial word ဖြစ်တဲ့ကြောင့်မလို့ capital letter နဲ့ရေးပါမယ်အကြီးဆုံးဖြစ်တဲ့ကြောင့်လို့စာဆုံးဖြစ်တဲ့ကြောင့်မလို့ HAT apostrophe S THIS this နောက်မှာ question ဖြစ်တဲ့ကြောင့်မလို့ question mark လေးပါမယ်နော်နောက် what's the ဘာချေတို့ကလေရင်လေးဆိုတော့ plane 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 နောက် plane မှာဆိုရင် initial word is P so we use A IT apostrophe S is a plane is a plane လို့ခြေတော့မပြောဘူးเนาะ conversation မှာဆိုရင် it's a plane it's a plane number 5မှာလဲ what's the ပဲခြေလို့ရေးလိုက်မယ်เนาะဒီမှာခြေမရေးတော့ဘူးနည်းနည်းကြာမှာဆိုလို့ what's the ကလေးကိုပဲရေးလိုက်မယ်အဲ့တော့ဒီမှာစင်လေးဆိုတော့ဒီမှာ ELEPHANT elephant okay initial word is
e e ကဒီမှာ a e i o u ထဲမှာပါတယ်ဆိုတဲ့အတွက်ကြောင့်မလို့ so we use n is an elephant is an elephant okay နောက်ဆုံးမှာ full stop လေးပါမယ်เนาะဒီမှာဒီမှာနောက်ရောက်သွားတဲ့ကြောင့်မို့ဒီနောက်လေးမှာရေးလိုက်မယ် full stop ဒီအဆက်ကလေးကို full stop လို့ခေါ်တယ်လုံးဝအပြည့်ရက်လိုက်ပြီပေါ့ကျဲတို့မြန်မာစာမှာပုံမှန်လေးနှစ်ချောင်းစာချောင်းဆိုရင်ပုံမှန်လေးနှစ်ချောင်းချတယ်လို့ပဲဒီအင်္ဂလိပ်စာမှာလည်း full stop လေးစာချောင်းဆုံးပြီဆိုရင် full stop လေးချပေးရမယ်เนาะ full stop မချသေးဘူးဆိုရင်စာချောင်းမဆုံးသေးဘူးလို့အထိပ္ပယ်ရတယ်เนาะဒီနံပါတ်6က what's the ဒီမှာလေးချက်မရေးတော့ဘူးเนาะဒီမှာအတူတူပဲမလို့what's the ဒါမှမေးထားတယ်ဒီမှာကြောင်လေးဒီမှာ box ကလေးထဲမှာကြည့်လိုက်မှဒါပြီးသားလေးတွေကိုတော့ချစ်လိုက်တော့မယ်နော်ဒီမှာကြောင်လေးက cat cat initial word is c a e i o u ထဲမှာမပါဘူးမပါတဲ့ကြောင့်မို့ဆို we use a is a cat is a cat okay finish okay ဒါဆိုရင်ကျွန်တော်ပြန်ပြီးတော့ပြောကြည့်မယ်နော် number 1က what's this it's a ball what's this it's a ball what's this it's a train what's this it's a train what's this it's an umbrella what's this it's an umbrella what's this it's a plane what's this it's a plane what's this it's an elephant what's this it's an elephant what's this it's a cat what's this it's a cat okay number 5မှာက what's the drawing right เนาะဒီပုံလေးတွေဒါတို့ဆွဲမယ်ပြီးွားရင် color လေးချဲလို့ရမယ်ပြီးွားရင် right ခြိုက်ပါမယ်เนาะဒီဘက်မှာလည်းချဲလို့တင်ပြီးွားရေးဆိုတော့ကြောင့်မလို့ဒီဘက်မှာကတော့ရလောက်ပြီလို့ထင်ပါတယ်ဒါဆိုရင်ချက်ကမေ့ကြည့်မယ်เนาะဒီမှာကbox လေးထဲမှာဒီမှာသူတို့ရဲ့ name လေးတွေပေါ့เนาะပေးထားတယ် apple ဒီမှာ apple book this book orange this orange train this train ball this ball elephant this elephant okay အဲ့ဒါချက်ကမေ့ကြည့်မယ် what's this what's this okay it's a ball what's this what's this it's an orange เนาะ initial word က a e i o u ငါးလုံးနဲ့မှာပါတဲ့အတွက်ကြောင့်မလို့ခြေတို့က we use n okay what's this it's a train what's this it's a book what's this it's an apple เนาะ initial word is a e i o u ထဲမှာပါတယ်ဘာကြောင့်မလို့ခြေတို့က we use an apple is an apple okay what's this is an elephant initial word is e a e i o u ငါးလုံးထဲမှာပါတဲ့ကြောင့်မလို့ an elephant is a elephant ဆိုရင် not correct မမှန်ဘူးเนาะမှားတာပေါ့အဲ့တော့ is an elephant okay ဒါဆိုရင်ဒါလေးတို့မီတို့ဒီဥစ္စာလေးတွေเนาะ a နဲ့ n နဲ့သုံးတာလေးတွေ what's this လို့ပြီးလိုက်ရင်ဘယ်လိုပြန်ပြရမလဲဆိုတာလေ conversation လေးတွေကိုရသွားပြီလို့ထင်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာလည်းဒီချက်ကထပ်ပြီးတော့သင်ပေးပါမယ်เนาะ bye bye